Santos ကိုအရှုံးကနေကယ်တင်ခဲ့တဲ့နေမာရဲ့မော်ဆန်နဲ့ဖန်တီးမှု2ကြိမ်ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Cover Plus ကနေကြိုဆိုလိုက်ပါရစေယနေ့မနေ့ရှင်းပိုင်းကစားခဲ့တဲ့ကိုပါဆူဒါအမေရိက16သွင်းစဉ်ပထမချုပ်ပွဲစဉ်မှာတော့ဘရာဇီးစူပါစတာနေမာတယောက် Santos အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြသသွားနိုင်ခဲ့ပါရီမကာရာတင်နဲ့ကစားခဲ့တဲ့ဒီပွဲစဉ်မှာ Santos တို့ပွဲဆဆချင်းမှာပဲမမျှော်လင့်မနဲ့အစောကြီးအဖွင့်ကိုပေးလိုက်ရလို့ပရိသတ်တွေအတော်လေးစိုးရိမ်သွားခဲ့ကြပါရီဒါပေမဲ့ကွင်းထဲမှာနေမာလိုကစားသမားမျိုးရှိနေချိန်မှာတော့ဘယ်လိုအခြေအနေကနေမဆိုအချိန်မီပြန်လာနိုင်နေဆိုတာကိုဒီနေ့ပွဲကအထင်သာသက်သေပြသွားနိုင်ခဲ့တာပါအသင်းရှောင်းနေချိန်မှာနေမာကပဲတိုက်စစ်ကိုဦးဆောင်ပြီးတော့ခံပတ်နိုင်ပွဲရစီမယ်အပိုးတန်သွင်းကို2ဂိုးကိုကိုရိုင်းဖန်တီးပေးခဲ့ပါရီအထူးသဖြင့်နေမာရဲ့ပထမဆုံးခြေပါကိုဖန်တီးမှုကတော့တကယ်ကို quality မြင့်မာလုံးပါရီပြိုင်ဘက်ခံနေမှုတွေကြားကနေလက်ဟာကွက်ကိုရှာပြီးတော့ဖောက်ထည့်ပေးလိုက်တဲ့နေမာရဲ့ကွက်မြင့်မှုကအမခန်းပါပဲဒီပေးပို့မှုကိုအသင်းမတိုက်စစ်မှုဂါဘရီယယ်ဘာပိုစာကလည်းအကောင်းဆုံးဆုံးသက်နိုင်ခဲ့တာကြောင့်သူတို့နှစ်ယောက်ရဲ့အချိတ်ဆက်မိပြီးနားလည်မှုတွေကနေတဆင့်တကယ်ကိုလှပတည်တတ်တဲ့သွင်းကိုတကူဖြစ်လာခဲ့တာပါဘောလုံးရတဲ့ဘာလို့ရအောင်လဲဆိုတော့ကြိုးတင်နေတဲ့သူတို့နှစ်ယောက်ရဲ့အတွက်ဘက်ကဆန်တိုတိုက်စစ်ကိုအပြေးအဝအသက်ဝင်စေခဲ့ပါရီဒီပွဲရလာကြောင့်ဆန်တိုတို့ပထမချုပ်မှာအသာစီးရယူနိုင်ခဲ့ပြီးနေမာတယောက်သူ့ရဲ့ဖန်တီးမှုစွမ်းရည်တွေနဲ့အတူအသင်းအတွက်ဘယ်လောက်ထိအရေးပါတဲ့ကစားသမားလေးဆိုတာကိုထပ်မံသက်သေပြလိုက်နိုင်ခဲ့တာလေးဖြစ်ပါရီဒီပုံစံတိုင်းဆိုရင်တော့သတင်းတွေထွက်နေသလို MSN တိုက်စစ်အတွက်ရဲ့ဒုတိယအကြိမ်ပြန်လည်ဇက်ပေါင်းထုံးမှုကစိတ်လို့ရှားဖို့ပိုကောင်းလာခဲ့ပြီလို့ဆိုရတော့မှာပါပဲ